အားလုံးပဲမင်္ဂလာပါကလေးတို့ရဲ့မူချိုပြင်းလွှင့်မှာကြိုဆိုပါရရှင်ဒီနေ့မှာတော့ကျွန်မက International Montessori School တွေမှာသင်ကြားပေးတဲ့ဘာသာရပ်ကြီး၅ခုတည်းကဒီ Sensory ဆိုတဲ့ဘာသာရပ်လေးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအနေငယ်မိတ်ဆက်သွားပေးချင်ပါတယ်ကျမတို့ဒီ Sensory ဘာသာရပ်က Sensory ဆိုတဲ့အတိုင်းဒီပေါ့နော်အမြင်အကြားအနံ့အရသာအချစ်တွေးဆိုတဲ့ဒီအာယုံ၅ပါးကိုအခြေခံပြီးတဲ့အခါကျတော့သင်ယူစီတဲ့ဘာသာရပ်ပဲဖြစ်ပါတယ်ကျမတို့ဘာကြောင့်ဒီ sensory နဲ့သင်ကြားပေးတယ်လဲဆိုလို့ရှိရင်မွေးစားကနေပြီးတော့မှ6နှစ်အရွယ်ရှိတဲ့ကလေးတွေဟာသူတို့ရဲ့ဒီအာယုံ၅ပါးကိုအသုံးပြုပြီးတော့မှသင်ကြားရတာကိုအရင်ကကြိုက်နေတတ်ပါတယ်ဒီလိုနီလန်းအဖြစ်မဲ့သူတို့ကသူတို့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုသင်ယူကြတာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့ဒီသင်ချင်တဲ့သင်ချာ concept တွေပြီးလို့ရှိရင် vocabulary အသစ်တွေပြီးတဲ့အခါမှာတော့ဒီအယောင်တွေအနံ့တွေအရသာတွေပြီးတော့တစ်ခုနဲ့တစ်ခုပေါ့ရာဝတ္ထုတစ်ခုနဲ့တစ်ခုမတူကွဲပြားခြားနာတဲ့အရာတွေပြီးတော့အပူချိန်တွေအလေးချိန်တွေစသဖြင့်အဲ့ဒီအရာတွေကိုဒီ sensory ရဲ့နေရာပြင်ကျမတို့ပြပေးပါတယ်ဒါလေးကတော့ကျမတို့ဒီ Montessori မူချိုတွေမှာ sensory ရဲ့ shelf ကိုပြင်ထားတဲ့ပုံစံပဲဖြစ်ပါတယ်ပုံမှန်အပြင်ကျမတို့from left to right top to bottom နဲ့ပဲသင်ပါတယ်ကျမဒီမှာဆိုလို့ရှိရင်လည်းဒီလိုပုံစံလေးတိုင်းပဲစီထားပေးပါတယ်ဒါပေမဲ့တချို့အရာတွေတချို့ဒီပစ္စည်းတွေကတော့ဒီနေရာခက်ခဲကြောင်းမို့လို့နည်းနည်းရွေ့နေရတော့ရှိရပေါ့နော်ဒါပေမဲ့ flow အဖြစ်တော့ဘယ်ဘက်ကနေပြီးတော့ညာဘက်အပေါ်ကနေအောက်ကိုပဲသွားပြီးသင်ပေးပါတယ်အခုဒီ sensory ရဲ့ပစ္စည်းလေးတွေကိုတစ်ခုချင်းပြောပြပေးမယ်နော်အဲ့ဒီကိုသွားလိုက်ကြရအောင်ကျမတို့ဒီ sensory ကိုစပြီးတော့သင်တဲ့အခါပထမဦးဆုံးဒီ knob cylinders တွေကနေစပြီးတော့မှပြပေးပါတယ် knob cylinders က၄ခုရှိပါတယ်ပုံစံ၄မျိုးရှိပါတယ်knob cylinder လေးကမှပထမအဆုံး cylinder မှာဆိုလို့ရှိရင်တော့ဒီပေါ့နော်အကျယ်ရောအမြင့်ရောမတူကြဘူးပေါ့နော်တဖြည်းဖြည်းချင်းနဲ့အကျယ်ရောအမြင့်ရောနည်းသွားတယ်ပြီးတော့ဒီဒုတိယ knob cylinders မှာကျတော့အမြင့်ကတော့အတူတူပဲဒါပေမဲ့သူ့ရဲ့ diameter ကွာသွားတယ်ပြီးတဲ့အခါမှာဒီတတိယ knob cylinder မှာတော့ဒီမှာသူက diameter ကတဖြည်းဖြည်းနဲ့တေးသွားပြီးတော့မှအမြင့်ကတဖြည်းဖြည်းနဲ့ကြီးသွားတယ်ပြီးတော့ဒီ Schroeder knob cylinder မှာဆိုလို့ရှိရင်เนาะ diameter ကတူပဲဒါပေမဲ့ height ကကွာသွားပါတယ်သူတို့ကိုဒီမတူညီတဲ့ knob cylinder လေးတွေနဲ့အလုပ်လုပ်စီခြင်းကနေပြီးတော့မှဒီမတူညီတဲ့ diameter ပေါ့เนาะအချင်းနဲ့ဒီမတူညီတဲ့အမြင့်တွေကိုတိသွားစေတာမျိုးပဲဖြစ်ပါတယ်ကျမတို့ knob cylinder ပြီးတဲ့အခါမှာဆိုလို့ရှိရင်เนาะဒီ knob cylinder နဲ့အတူတူ knobless cylinder ကိုသင်ပေးပါတယ်ဒါလေးတွေက knobless cylinder လေးတွေပါ။ဒါလည်းဒီ knobless cylinder က၄မျိုးရှိပါတယ်။ဒီမှာဆိုအဝါအနီးအစိမ်းအပြာဆိုပြီးတဲ့အခါကျတော့1 2 3 4ဖြစ်ပါတယ်။ဒီဘက်ကပထမ knob cylinder နဲ့ဒီအဝါနဲ့ကအကုန်လုံးအတူတူပဲဖြစ်ပါတယ်။သူကအကုန်လုံးကွက်တီပဲဖြစ်ပါတယ်။ကွာခြားသွားတာဆိုလို့အယောင်ပါတာမပါတာနဲ့ပြီးလို့ရှိရင်ဒီအပေါ်ကပူလေးပါတာနဲ့ပူလေးမပါတာပဲကွာခြားသွားတာပါ။ကျွန်မဒီတစ်ခုချင်းအသုံးပြုပုံလေးကိုနောက်ရက်ကျမှတိကျရှင်းပြပေးပါမယ်။ Pink Tower မှာဆိုလို့ရှိရင်အရွယ်စားကိုတေးရကနေပြီးတော့မှကြီးသွားတဲ့ block တုံးလေး10တုံးနဲ့ပြထားပေးပါတယ်ပြီးတော့ဒီသူတို့ရဲ့ဒီတစ်ခုနဲ့တစ်ခုအကွာအဝေးကိုတိုင်းတဲ့ဒီအတုံးလေးလည်းပါတယ်ပေါ့နော်ဒီ Pink Tower မှာဆိုလို့ရှိရင်ဒါကဒီရာဝတ္ထုတွေရဲ့မတူညီတဲ့အလေးချိန်တွေပေါ့နော်အဲ့ဒါတွေကိုပြသပေးရပဲဖြစ်ပါတယ်နောက်ထပ်ကတော့ brown stairs ပဲဖြစ်ပါတယ်ဒီ brown stairs ကလည်းဒီမတူညီတဲ့အကွာအဝေးတွေကိုသူရဲ့ဒီတန်လေးနဲ့တိုင်းနေပေါ့နော်ဒီပစ္စည်းတွေအလုံးကတစ်ခုနဲ့တစ်ခုတစ်စစီကွာခြားတဲ့ဟာကိုပြပေးတာပဲဖြစ်ပါတယ်ဒါတော့သူက long red rods လို့ပြောပါတယ် long rods လို့လည်းခေါ်တယ် red rods လို့လည်းခေါ်တယ်ပြီးတော့ဒီကသူ့မှာဆိုလို့ရှိရင်တစ်စကနေပြီးတော့မှ10စားထိပေါ့နော်ဒီအနီရောင်ဒီဘာချောင်းလေး10ချောင်းမှာတစ်ချောင်းနဲ့တစ်ချောင်းတစ်စစီကွာခြားသွားပြီးတဲ့ခါကျတော့10ချောင်းစတူကွာခြားသွားတာပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာတော့ကျမတို့ဒီ color boxes ကိုသင်ပေးပါတယ်။ဒါကတော့ကလေးတွေရဲ့ဒီမျက်လုံးအမြင်နဲ့အရောင်ခွဲခြားနိုင်ဆိုတာကိုပြပေးတာပေါ့နော်။ဒီနည်းအားဖြင့်လည်းကလေးတွေ color blind ဖြစ်လားမဖြစ်လားကိုကျမတို့သိနိုင်တယ်။ဒါကတော့ဒီ color box 1ပေါ့နော်။ဒီမှာဆိုလို့ရှိရင် red ရယ် blue ရယ် yellow ရယ်ဒီ primary colors 3ရောင်နဲ့စပါတယ်။ပြီးတဲ့အခါမှာတော့ဒါက color box 2ပါ color box 2ကျင်သွားပြီဆိုလို့ရှိရင် color box 2ကိုသင်ပေးပါတယ်။ဒါကတော့ဒီ secondary color နဲ့ tertiary colors တွေပဲဖြစ်ပါတယ်။ color box 2ကတော့ပြီးတဲ့အခါမှာတော့ကျမတို့ color box 3ကိုသင်ပေးပါတယ်ဒီ color box 3ကတော့ဒီအရောင်9ရောင်ရဲ့ color grading ပေါ့နော်အရင်ဆုံးနဲ့အနုဆုံးကိုဒီ vocabulary အပြင်လည်းသင်ပေးတယ်ပြီးတဲ့အခါမှာဒီ colors တွေရဲ့အခေါ်အဝေါ်တွေနဲ့ပြီးတော့တစ်စင်ဘယ်ဟာပို့ပြီးတော့ရှင်းတယ်ဘယ်ဟာပို့ပြီးတော့နှုတ်တယ်ပေါ့နော်သူတို့ရဲ့ဒီ visually မျက်လုံးအမြင်အပြင်ဒီအရောင်ခွဲခြားနိုင်မှုကိုတိုးတက်လာစေဖို့အတွက်ပြပေးပါတယ်
ဒါလေးကတော့ဒီ touch tablets ပါဒီမှာဆိုလို့ရှိရင်ဒီအကျန်းနဲ့အချုံနဲ့ပေါ့နော်ဒီပုတ်ကလေးတွေမှာဆိုလို့ရှိရင်တစ်ခုနဲ့တော့ဘယ်ဟာတဖြည်းဖြည်းချင်းနဲ့ချောရနေပြီးတော့မှနောက်ဆုံးမှာတော့သူတို့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ကျန်းသွားတယ်ပေါ့နော်အဲ့ဒီအရာဝတ္ထုတွေရဲ့ဒီနုချင်းကျန်းချင်း smooth ဖြစ်ချင်း rough ဖြစ်ချင်းဘယ်လောက်ဖြစ်တယ်လဲဆိုတဲ့ဟာကိုသင်ကြားပေးတာပဲဖြစ်ပါတယ်ဒါကတော့အထီးအတွင်းနဲ့သင်ပေးရပါတော့ဒါလည်းအတူတူပါပဲ touch board ပါပဲဒီမှာမတူညီတဲ့သူတို့ရဲ့ texture တွေပေါ့နော်အရာဝတ္ထုတွေရဲ့မတူညီတဲ့ texture တွေနဲ့ကလေးတွေကိုခွဲခြားခိုင်းပြီးတဲ့အခါကျတော့သူတို့ရဲ့ဒီထိတွေ့ခြင်းကနေရတဲ့ feeling ကိုသူတို့သင်ပေးတာဖြစ်ပါတယ်ဒါလေးကတော့ the fabrics ပါ the fabrics ကတော့သူကဒီဘောနော်မတူညီတဲ့ဒီတစ်ခုနဲ့တစ်ခုကျမတို့ဒီအင်ဂျီစာတွေအဝတ်စာတွေမှာဆိုလို့ရှိရင် texture မတူဘူးဘောနော်သူတို့ရဲ့ touch feeling ကလည်းမတူပါဘူးဤတဲ့အစားဤတဲ့နည်းနည်းလေးပူချမ်းသွားတယ်ချီစပိုးစပြီးတဲ့အခါကျဖဲစပြီးလို့ရှိရင်ဖြင်းချမ်းစအစရှိတဲ့ဖြစ်မတူညီတဲ့ဒီအစတွေရဲ့ဒီ texture ဘောနော်အသားအစတွေရဲ့ဒီထိတွေ့မှုကိုသင်ပေးတာပဲဖြစ်ပါတယ်ပြီးဆိုလို့ရှိရင်တော့ကျမတို့ဒီ barric ပေါ့နော် barric ဆိုတာကြတော့ဒီအလေးချိန်ပေါ့နော်ကျမဆောနာပြောခဲ့သလိုပဲဒီ5 senses နဲ့သင်ယူတဲ့အခါမှာပုံမှန်အမြင်အနံ့ပြီးတော့အရာသာပြီးတော့အတန်အထီးအတွေ့အဲ့ဒါအပြင်ဘာပါလဲဆိုတော့ဒီ Montessori မှာအလေးချိန်နဲ့ပြီးလို့ရှိရင်ဒီ stereognostic ဆိုတဲ့ဒီမျက်လုံးမိတ်ပြီးတော့မှစမ်းတဲ့အခါမှာပါတဲ့ခန်းစားချက်တွေအဲ့ဒါပြီးတဲ့အခါမှာပြီးတော့အရသာတွေပေါ့နော်အဲ့ဒါတွေအားလုံးပြီးတော့အပူချိန်တွေအဲ့ဒါတွေအားလုံးပါပါတယ်အမှန်တကယ်တော့ဒါလေးတွေကအလေးတုံးလေးတွေပဲဖြစ်ပါတယ်ဒီအလေးတုံးလေးတွေဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုအလေးချိန်မတူပါဘူးအရွယ်အစားအပြင်တူတယ်ပြီးတဲ့အခါမှာဒီပုံစံလေးတွေတူတယ်ဆိုပေမဲ့ဒီပထမဦးဆုံးအလေးချိန်မှာဆိုလို့ရှိရင်သူကဒါ20 gram ပေါ့နော်ဒါလေးတွေဆိုတတုံးကို30 gram ဒါလေးတွေဆိုတတုံးကို40 gram ပေါ့နော်အဲ့ဒါကိုသူတို့ဒီလိုလက်နဲ့ဒီလိုမပြီးတော့စကြည့်ခိုင်းခြင်းအပြင်သူတို့အလေးချိန်ခွဲနိုင်စေဖို့အတွက်ကျမတို့ပြတ်တာပေးပါတယ်ပြီးတဲ့အခါကျတော့ကျမတို့ဒီဒါလေးပေါ့နော်ဒီချိန်ခွင်လေးနဲ့ကျွန်တော်တို့ဒီအလေးချိန်တွေတစ်ခုနဲ့တစ်ခုမတူညီမှုတွေကိုနှိုင်းယှဉ်ခိုင်းပါတယ်ပြီးတော့ဒီပြင်ပလောကမှာရှိတဲ့ပစ္စည်းတွေနဲ့ပေါ့နော်အဲ့ဒါတွေကိုနှိုင်းယှဉ်ခိုင်းပါတယ်ဒီမျိုးကြိတ်သားလေးတွေရှိမယ်ကြိတ်သားလေးတွေရှိမယ်ပြီးတော့ဒီတစ်သားပြားရှိမယ်ပြီးတော့ဒီဖန်စလေးတွေရှိမယ်မှန်လေးဖန်လေးတွေရှိမယ်ပေါ့နော်ဒါကမရှာပါဘူးသူတို့ဒီဘေးနားပပတ်လေးကိုသူတို့တိချာလေးကိုမရှာအောင်လုပ်ထားပါတယ်ပြီးတော့နောက်ထပ်ဒီလိုမျိုးကြောက်ပြားလိုမျိုးအရာလေးတွေပေါ့နော်တစ်ခုနဲ့တစ်ခုမတူညီတဲ့နေကိုသူတို့ခွဲခြားသိရှိနိုင်အောင်မလို့ကူညီပေးတဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ထပ်တစ်ခုကကြတော့ဒါကတော့ sound cylinders ပဲဖြစ်ပါတယ်ဒီနှစ်ခုမှာဆိုလို့ရှိရင်ပါဝင်တဲ့အရာတွေအတူတူပဲဖြစ်ပါတယ်ဘယ်လိုနည်းနဲ့ပြပေးလဲဆိုကျမတို့ဒီ cylinders လေးတွေကိုလှုပ်ပြီးတော့နားထောင်ကြည့်မယ်ပြီးလို့ရှိရင်ဒီဘက်မှာလည်းလှုပ်ပြီးတော့မှနားထောင်ကြည့်မယ်အဲ့ထဲကနေမှတူညီတဲ့ပစ္စည်းကိုသူတို့ရွေးချယ်ရတာပဲဖြစ်ပါတယ်အဲ့လိုနီလာအပြင်သူတို့ရဲ့ဒီအကြားအာယုံဘယ်လောက်ထိကောင်းတယ်လဲဆိုတဲ့ဟာကိုကျမတို့အကြားအာယုံနဲ့ခွဲခြားနိုင်စွမ်းပေါ့နော်အကြားနဲ့အာယုံနဲ့ခွဲခြားနိုင်စွမ်းရှိအောင်ကျင့်ပေးတယ်ပြီးလို့ရှိရင်အကြားအာယုံဘယ်လောက်ထိကောင်းတယ်လဲဆိုတာကိုကျမတို့ဒီနီလန်အပြင်သိနိုင်တယ်ပေါ့နော်ကျမဒီထဲမှာမရှိသေးတာကတော့ smelling bottles ပေါ့နော် smelling bottles ကတော့ဒီလိုပါပဲဒီလိုမျိုးဘူးလေးတွေထဲမှာအနံ့လေးတွေပေါ့နော်ကလေးတွေအတွက်အဆင်ပြေမဲ့ကလေးတွေအတွက်အနံ့မရှိစေမဲ့အနံ့လေးတွေထည့်ထားပြီးတော့မှအဲ့ဒီအနံ့လေးတွေကိုဒီလိုမျိုးမတူညီတဲ့ဘူးလေးတွေမှာထည့်ထားပြီးတော့မှဒီမှာအနံ့ရှုခိုင်းတယ်ဒီမှာအနံ့ရှုခိုင်းတယ်ပြီးလို့ရှိရင်အဲ့မတူညီတဲ့အနံ့တွေကို match လုပ်ခိုင်းတယ်ပေါ့နော်အဲ့လိုနေရာဖြစ်လဲသူတို့ကိုအနံ့တွေကိုခွဲခြားထားအောင်ကျမတို့ပြပေးပါတယ်နောက်ထပ်ကတော့အရသာပေါ့နော်သူကကြတော့ taste ပေါ့နော်အဲ့ tasting ကတော့ကျမတို့ဘယ်လိုလုပ်တယ်လဲဆိုလို့ရှိရင်မတူညီတဲ့အရသာတွေအသီးလေးတွေပေါ့နော်အသီးလေးတွေအစားအစာလေးတွေကိုသူတို့စားခိုင်းတယ်စားခိုင်းပြီးတဲ့အခါကျတော့မှအရသာပြန်ပြီးတော့ခွဲတာမျိုးလုပ်ပေးပါတယ်ပြီးနောက်ထပ်တစ်ခုကကြတော့ဒါတွေကတော့ geometric figures တွေပေါ့နော် geometric figures တွေကျမတို့ဒီ 2D shapes တွေအဲ့ဒါတွေကိုကျမတို့ပြပေးပါတယ်ဒါတွေဆိုလို့ရှိရင်ဒါတွေကိုဘယ်လိုခေါ်တယ်လဲပြီးတော့သူတို့ဘယ်လိုမျိုးတခုနဲ့တခုအနားတွေဘယ်လိုမတူလဲပေါ့နော်အဲ့ဒါတွေကိုသူတို့ sense အားဖြင့်သင်ပေးပါတယ် touch လုပ်စေတဲ့နည်းအားဖြင့်ပြပေးပါတယ် circles တွေရှိမယ်ပြီးလို့ရှိရင် triangles ပုံစံအမျိုးမျိုးရှိမယ်ဒီမှာပေါ့နော် squares တွေလည်းအမျိုးမျိုးရှိမယ်ပြီးတော့ဒီမှာ pentagon တို့ hexagon တို့ heptagon တို့အဲ့ဒါမျိုးတွေရှိမယ်ပြီးလို့ရှိရင်ဒီမှာ parallelogram trapezium ပြီးလို့ရှိရင် oval shape ပေါ့နော်အဓိကအားဖြင့်ကျမတို့ဒီဒါ geometric figures တွေကတော့ 2D shapes ကိုသင်ပေးပါတယ် 2D shapes တွေကိုပြပေးတယ်ပြီးလို့ရှိရင်
ကျမတို့လက်တွေ့ဘဝမှာဒီ shapes တွေဖေးနေမှာအသုံးပြုနေလေပေါ့နော်ကျမတို့မြင်နေရတဲ့အရာတွေနေ့စဉ်မြင်နေရတဲ့အရာတွေကဘယ်လို shapes တွေရှိလဲဆိုတာကိုပြပေးပါတယ်ဒါလေးတွေကတော့ဒီပေါ့နော် cards လေးတွေပေါ့နော်ဒီအလုပ်လုပ်တဲ့ခါမှာသုံးတဲ့ cards လေးတွေပါဒီ circles တွေဒီ geometric figures တွေကိုကျမတို့ဒီ matching လုပ်တာပေါ့နော် matching လုပ်တဲ့ခါမှာဆိုလို့ရှိရင်တော့သုံးတဲ့ cards လေးတွေပဲဖြစ်ပါတယ်ဒါကတော့ brown style card ပေါ့နော်ဒီ brown style နဲ့အလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်သူတို့တူညီတဲ့သူရဲ့အကျူရဲ့ size ပေါ့နော်တကယ်အပြင်မှာရှိတဲ့ size အတိုင်းကိုပဲကျမတို့လုပ်ထားတာဖြစ်ပါတယ်ဒါကတော့ဒီ extensive activities တွေပေါ့နော်ပုံမှန်ပြပေးနေတဲ့ presentation တွေအပြင်နောက်ထပ်သူတို့ပို့ပြီးတော့စိတ်ဝင်စားတဲ့အခါမှာသူတို့လုပ်ရတာပျော်ရွှင်အောင်မလို့ပေါ့နော် fun learning ဖြစ်အောင်မလို့ကူညီပေးတဲ့ activity တွေပဲဖြစ်ပါတယ်ပြီးတော့ဒါကတော့ pink tower ရဲ့ဒီပုံစံလေးတွေပဲပေါ့နော်ဒီ pink tower ရဲ့cards လေးတွေပဲဖြစ်ပါတယ်ဒါလေးတွေကတော့ထပ်ပြပေးမှာကတော့ဒါက stereognostic bag လို့ခေါ်ရပါတော့သူတို့ဒီ shapes ကလေးတွေဒီ 3D shapes ကလေးတွေပေါ့နော်ဒီ geometric solids ကလေးတွေပါဒီ geometric solids ကလေးတွေကိုကျမတို့အကုန်လုံးဒီအိတ်ထဲမှာထည့်တယ်ထည့်ပြီးတဲ့အခါမှာသူတို့ကိုကလေးတွေကိုဒီထဲမှာပေါ့နော်သူတို့စမ်းခိုင်းတယ်ပေါ့သူတို့စမ်းပြီးတဲ့အခါမှာဆိုလို့ရှိရင်ဘာပစ္စည်းလဲပေါ့ထွက်လာလို့ရှိရင်သူတို့ဘာပစ္စည်းလဲဆိုတာကိုပြောရတယ်ပေါ့နော်အဲ့လိုနည်းလမ်းအပြင်သူတို့ရဲ့ဒီ stereognostic sense ကိုကျမတို့လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်မျက်လုံးမိတ်ပြီးတဲ့အခါကျတော့မှဘယ်ပစ္စည်းကဘာလဲဆိုတာကိုပြောနိုင်ဖို့အတွက်ဒီအရင်ဆုံးဒီ bag နဲ့လေ့ကျင့်ပေးတယ်ပြီးလို့ရှိရင်တခြားအပြင်လောကမှာရှိနေတဲ့ပစ္စည်းတွေကိုထည့်ပြီးတဲ့အခါကျတော့မှသူတို့မျက်လုံးနဲ့မမြင်ရဘဲနဲ့လက်နဲ့ခန်းစားကြည့်ပြီးတဲ့အခါကျတော့မှဘာပုံစံလဲဆိုတာကိုသူတို့သိနိုင်အောင်မို့လို့ဒီ sense ကိုကျမတို့လေ့ကျင့်ပေးရပဲဖြစ်ပါတယ်ဒါလေးကတော့ geometric solids box လေးပါဒီထဲမှာဆိုလို့ရှိရင်ကျမတို့3D shapes ကလေးတွေပါတယ်ပေါ့နော်ကျမတို့ဒီ geometric ကျမပြခဲ့တဲ့ geometric figures ကတော့ဒီ 2D shapes ပေါ့နော် 2D shapes ကလေးတွေပါဒီမှာကျတော့ 3D shapes ကလေးတွေကို introduce လုပ်ပါတယ်ဒီမှာဆိုလို့ရှိရင် pyramids ကလေးတွေပါတယ် cube လေးတွေပါတယ်ပြီးလို့ရှိရင်ဒီ sphere လေးတွေပြီးလို့ရှိရင်ellipsoid လေးတွေပြီးတော့ ovoid ကလေးတွေပြီးတော့ဒီ cylinder ပြီးလို့ရှိရင် cone လေးတွေပြီးလို့ရှိရင် pyramids ကလေးတွေပါပါတယ်ဒါလေးတွေပါဒါလေးတွေကိုလည်းကျမတို့ဒီ sensory ရဲ့မှာသင်ပေးပါတယ်ဒီဟာကိုလည်းကျမတို့ဒီ stereognostic sense ကိုရအောင်မလို့တို့ blindfold လုပ်လိုက်တယ်ပေါ့နော်ဒီမျက်လုံးလေးဒီလိုမိတ်ပြီးတဲ့ခါကျတော့မှ sense လုပ်ခိုင်းပြီးတော့မှဘယ်ဟာကဘယ်ပစ္စည်းလဲသူ့နာမည်နဲ့သူအခေါ်အဝေါ်နဲ့သူသိအောင်ကျမတို့ပြန်ပြီးတော့မှပြပေးပါတယ်ဒါလေးကတော့ကျမတို့ဒီ sensory ရဲ့မှာဒီပို့ပြီးတော့မှအသင်ချာနဲ့ပတ်သက်ပြီးတော့မှအစင်းမြင့်နဲ့ဒီ advanced concept ဖြစ်တယ်ပေါ့နော်ဒီ algebra နဲ့ပတ်သက်ပြီးတော့မှစပြီးတော့မှသင်ပေးတဲ့ဒီ binomial cube လေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီအတုံးလေးတွေကိုနဲ့အလုပ်လုပ်စီခြင်းအပြင်သူတို့ကိုဒီသင်ချာ concept ကိုထည့်သွင်းပေးတာဖြစ်ပါတယ်ဒါပြီးလို့ရှိရင်တော့ဒီ trinomial cube လည်းရှိရပေါ့နော်ကျမ trinomial cube ကတော့ကျမစီမှာ ready မရှိသေးလို့မပြထားပါဘူးဒီ Montessori materials ဒီမှာဆိုလို့ရှိရင်အဓိကအားဖြင့်သူက sensory ကဒီ concrete to abstract concept ကိုသွားရပါတော့ဒီသင်္ချာနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှအဖြစ်ဖြစ်ဒီ sensory နဲ့ပတ်သက်ပြီးတော့မှအဖြစ်ဖြစ်အရင်ဦးဆုံးကျမတို့ဒီလက်နဲ့ကင်တွေလောက်ကင်ခြင်းအားဖြင့်အဲ့ဒီ concept ကိုသူတို့ရဲ့ဒီစိတ်ထဲမှာဒါကဘာလဲဆိုတာကိုသိသွားစရာမျိုးပဲဖြစ်ပါတယ်လက်စုပ်လက်ကင်ပြလို့မရတဲ့အရာတွေဒီတိုင်းမသိမှန်းနဲ့လက်နဲ့ထိတွေ့ပြီးတော့လောက်ကင်ကြည့်ပြီးတဲ့အခါကျတော့မှအဲ့ဒီလက်တွေလောက်ကင်ခြင်းအားဖြင့်သူတို့နားတဲ့သဘောပေါက်ပြီးတဲ့အခါကျတော့မှသူတို့ရဲ့ခေါင်းထဲကို abstract concept ကိုရရှိသွားစေတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ concrete to abstract ကိုသွားတာပါဒီ Montessori ရဲ့ materials တွေကဒီနေ့မှာတော့ကျွန်မဒီ sensory materials တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အများကြီးရှင်းပြခဲ့ပြီးပါပြီနောက်ရက်ဒီမှာဆိုလို့ရှိရင်တော့ဒီ sensory materials တွေရဲ့အသုံးပြုပုံတွေကိုတစ်ခုချင်းဖြည်းဖြည်းချင်းပြန်ပြီးရှင်းပြသွားပေးပါမယ်ဒီ Montessori နီလန်းကိုစိတ်ဝင်စားတဲ့မိဘတွေရောဆရာမတွေရောကျွန်မရဲ့ဒီ Khasade Pampini International Montessori School ရဲ့ page လေးကိုရော like and follow လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်